ရှင်းပြနေအဲ့ညာကြီးငူဆိုတာကျွန်တော်တို့နိုင်ငံထဲကတိုင်းသားနေရနေရတခုပြီးတော့ခရိုင်သားတာဝန်ကျနေရတယ်မှာမမေလိုက်နေကြအခုမှဘာဖြစ်နေတာမမေငါမကြိုက်လို့ငါမသွားစေချင်လို့ဘာဖြစ်လို့အဲ့တော့ခံလုံးနဲ့အကြောင်းပြချက်ပေးတယ်မမေတော့မီးနေအဲ့နဲ့မြန်မအေးချမ်းလို့မမေရဲ့သူများပြောသမျှမယုံစမ်းပါနဲ့ငါသူများပြောလဲရုံတက်တဲ့မိန်းမမျိုးမဟုတ်ဘူးအေးမင်းတီအောင်ငါတခါလေးပြောလိုက်အဲ့ဒီနယ်မြေကငါငငယ်တော့အကြောင်းဆီမှာလွတ်ခဲ့တဲ့နေရကောင်းတော်မမေရဲ့မမေတာဝန်ကြနေတာတာဆက်ပြီးတော့မိုးဝေဒီငငယ်အကြောင်းကိုငါသိတယ်ငါမသွားနဲ့ဆိုမင်းမသွားနဲ့ပေါ့မမေ
နေရာတိုင်းမှာအကြောင်းပြချက်ဆိုတာရှိတယ်မမေကအမြင်နေနဲ့မမေမဆုံးဖြတ်ပါနဲ့တော့ဒါအခုချိန်မှာတိုင်းပြည်အဝင်ထမ်းဆောင်နေရတယ်သူတယောက်ဖြစ်နေတယ်အမေတော့ခွန်းလို့ပါနော်ဒါလေမမေကိုတောင်းပါမှာနော်ဟိုလေမမေဒီလိုတော့အစီအစုပြပါဆိုလို့ရှိရင်မမေတော့ခုနေကြနေပြီဆိုပြီးတော့ပြတယ်လာမပေါ့မင်းငါမကြိုက်တဲ့နေရာကိုသွားတဲ့အတွက်မင်းကြိုက်တယ်လည်းငါဘာမှလာမပေါ့မမေမမေကျွန်တော်တို့နေချားဆောင် BGF တက်ကိုတာဝန်ထမ်းဆောင်မှုရောက်တာလဲဘိုးကြီးမိုးဝေကိုတပ်မိသားစုရဲ့ကိုစားနယ်မြေကန်တိုင်းရင်းသားပြည်သူတို့ရဲ့ကိုစားကျေးဇူးတင်ပါတယ်နိုင်ငံဝန်ထမ်းတယောက်ဆိုတာပေးရတဲ့တာဝန်မှန်သမျှကိုခြေပေါ်တော်ထမ်းဆောင်မှာကျွန်တော်တို့ရဲ့တာဝန်မှာတမှုပြီးတော့ကျွန်တော်ကိုယ်တိုင်ရတယ်ဒီဒေတာကိုနှစ်သက်ပါတယ်ဘိုးကြီးမိုးဝေနှစ်သက်တဲ့အထဲမှာကျွန်တော်တို့တိုင်းသားကင်မလေးတွေတော့မပါပါဘူးနော်တမှုကကျွန်တော်တင်တာထက်ပိုပြီးတော့ဖော်ပြနေပါသေးတယ်အဲ့အတွက်လည်းတမှုကျွန်တော်ကျေးဇူးတင်ပါတယ်တမှုပေးရတဲ့တာဝန်မှန်သမျှကိုလည်းကျွန်တော်ဘက်ကခြေပေါ်တော်ထမ်းဆောင်မှုအသင့်ပါဘိုးကြီးမိုးဝေကိုကျွန်တော်လေးရင်းနှီးကိုမိုးဝေလို့ပဲခေါ်ကြတယ်ဗျာရပါတမှုအစင်ပြေလို့ခေါ်ပါကျွန်တော်လည်းမားလာရှိညီကားတယောက်လို့ဆုံးမနိုင်ဘိုးကြီးမိုးရလူလူကြီးအမေနဲ့နေတာဆိုဟုတ်ပါတယ်အမေကကျွန်တော်အခုချိန်ကြီးကလေးလေးတယောက်လိုပဲမြင်နေမှာဒီတက်ကိုတာဝန်ရပြောင်းလာတော့သူ့မှာစိတ်မချလို့ဖုန်းတော့ကန်ဆက်နေတာအဲ့လိုဆိုရင်တော့ကိုမိုးဝေကိုကျွန်တော်တို့ကရင်ပြည်နယ်ကနေအပိုင်သိမ်းမှဖြစ်တော့မထင်ဘူးဗျာကိုမိုးဝေကတခွဲလေးကိုတောင်းယူကိုပင်မလာပြီဆိုအေးစေးသွားနိုင်အရာရှိရိတ်တာမှာကိုမိုးဝေနားဖို့အတွက်ကျွန်တော်တို့စီစဉ်ထားပြီလားကိုမိုးအေးစေးသွားနိုင်ကျေးဇူးတင်ပါတယ်ကျွန်တော်တောင်းဖို့လေးစားစိတ်ချပါကျွန်တော်အခုလိုစားစားရအောင်ဒီအတွက်ဇာတ်ရည်ကျေးဇူးများတင်ပါတယ်ဒါနဲ့ဟုတ်ကဲ့ကျွန်တော်ကတကြကြီးမိုးအောင်ပါဒါကျွန်တော်ရဲဘော်တွေပါဘိုးကြီးလိုရစီကျွန်တော်ထိုင်ပါတွေ့ရတော့မှသာပါကျွန်တော်လည်းဘိုးကြီးမိုးအောင်ပါကျွန်တော်အထက်အရာရှိဆိုတာထက်ရဲဘော်ရဲဘက်တယောက်ကိုညီကိုရေးတယောက်လိုဆက်စားပါကျွန်တော်တခါလေးမှားထားပြရစီခင်ဗျားလည်းဒီနိုင်ငံအတွက်ခန်းဆောင်နေတဲ့နိုင်ငံဝန်ထမ်းတယောက်နိုင်ငံဝန်ထမ်းချင်းကြားမှာလိုအပ်တဲ့တခြားတာဝန်တွေမျိုးစီတယ်ကျွန်တော်ရဲ့ကိုရေးကိုတာကိစ္စရင်အများအောင်ကျွန်တော်ဘာသာကျွန်တော်ဖြေရှင်းတော့ပါအထက်ရာစီဆိုတဲ့စီးနဲ့ကျွန်တော်ဘယ်သူရှိမှအခွင့်အရေးလို့ကျွန်တော်ပါဟုတ်အဲ့လိုလည်းမဟုတ်သေးပါဘူးကြီးဟာကျွန်တော်တို့တွေကအထက်ရာစီအတွက်လွတ်ပေးရတော့ဒါမှမဟုတ်ရှိပါလေကြာအဲ့ဒါကျေးဇူးများတယ်ပါတယ်ဒါနဲ့တခါလေးမှာတော့မယ်နောက်ပိုင်းကျွန်တော်ရဲ့အလုပ်မှန်တယ်တော့ကျွန်တော်ပါကျွန်တော်ပဲတောင်းပြီးလို့ပါဆရာကြီးတို့လည်းကိုယ့်ဘာကိုလွတ်လွတ်လပ်နေပါ
ကျွန်တော်တို့အားလုံးကစစ်သားတွေ အရင်မင်းသားပါဘူးကြီးခဲ့ရတယ်ဘိုးလိုမျိုးစစ်သားမျိုးတော့အတူယူထားကြကြားလား ဟုတ်ကဲ့ပါဆရာ ကဲပါဆရာတို့လည်းလွတ်လွတ်လပ်လပ်နားကြတော့ကျွန်တော်လည်းနားနေတယ်မှာ